ကနေ့ခေတ်မှာဘာသာတရားတွေကိုစွန့်ပယ်ပြီး free thinker ဆိုပြီးတော့လုပ်နေကြတာရှင်းလေကိုယ့်ဘဝကိုဖန်တီးတာပဲတခါကလေးလူငယ်လူရွယ်တွေနဲ့တွေ့တဲ့အခါသူပြောတယ်သူက free thinker ဟုတ်တယ် free thinker ဆိုတာမင်းဒါဟာဘုရားဘာသာဟာလေ free thinker ပဲကွာဘာနဲ့မှဆက်ဆက်တွေးတာမဟုတ်ဘူးကိုလို့ရင်ကိုရတယ်ကိုမလို့ရင်မရဘူးကိုနဲ့ပဲပတ်သက်တယ်တခြားအဟံဓာတ်တွေနဲ့ဆက်ဆက်ပြီးတွေးတာမရှိဘူးမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တာနဲ့မလှုပ်တဲ့မလှုပ်ထိုက်တာဒီနှစ်ခုပဲပြောတာကျန်တဲ့ကိုလုံးအမှားတွေရှိပဲကွာအဲ့တော့ free thinker ဆိုတာတကယ်ပြောလိုက်မယ်ဆိုလို့ရှိရင်ဘုရားဘာသာတွေဟာ free thinker တွေပဲဘာကြောင့်လဲဆိုရင်God ဆိုတဲ့ creator ကြီးနဲ့ဆက်ဆက်ပြီးတော့ဘဝကိုတွေးတောတာမဟုတ်ဘူးကိုယ်အသိကိုယ်လုံလဝိရိယနဲ့အတွေ့အခြေအနေတစ်ခုနဲ့ဆက်ဆက်ပြီးတော့ကိုယ့်ဘဝကိုဖန်တီးတာဖြစ်တယ်ဘုရားရဲ့အဆုံးအမကိုယူထားပြီးတော့ကိုယ့်ဘဝကိုဖန်တီးကြတာဖြစ်လို့ free thinker လို့သူတို့ပြောနော် free thinker တကယ်ကိုလွတ်လပ်တဲ့အတွေးခေါ်တွေနဲ့တွေးခေါ်တယ်တချို့ကတော့ free ဆိုတာကိုတမျိုးအထိပ်ပဲယူကောင်းယူလိုက်မယ်ကိုလှုပ်ချင်အောင်လှုပ်တယ်ပြောချင်အောင်ပြောတယ်ဆိုတာ free လို့ထင်တယ်လှုပ်ချင်အောင်လှုပ်တယ်ပြောချင်အောင်ပြောတယ်ဆိုတာဟာတော့အနည်းရရှိတယ်လှုပ်တဲ့နာလှုပ်မှပြောတဲ့နာပြောမှလှုပ်တဲ့နဲ့မလှုပ်တဲ့မှုဆိုတာကိုယ့်ဘက်ကိုတွေးတော့ဆင်ခြင်ရမှာဖြစ်တယ်ကိုယ့်ဘက်ကိုသိရမှာဖြစ်တယ်